Power of Gratitude ကျေးဇူးတရား၏စွမ်းအင်ကျေးဇူးတရားတည်တဲ့ခြင်း gratitude ဆိုတာစိတ်ပိုင်းဆိုင်ရာကိုရောရုပ်ပိုင်းဆိုင်ရာကိုပါအံ့ဩဖွယ်ပြောင်းလဲပေးနိုင်တဲ့ super power တစ်ခုသင်ရဲ့တနေ့တာအတွက်အင်အားဖြစ်စေမဲ့အချက်လေးတွေကိုဒီကနေပြီးတော့ဝင်မြပေးလိုက်မယ်နော်ပထမချက်အနေနဲ့အမြင်ကိုပြောင်းလဲပေးခြင်း perspective shift ကျေးဇူးတင်တဲ့စိတ်ကကျွန်ုပ်တို့မှာမရှိတာတွေကိုလိုက်ရှာနေမဲ့အစားရှိနေတဲ့အရာတွေကိုတန်ဖိုးထားတတ်လာအောင်လေ့ကျင့်ပေးပါတယ်။ဥပမာငါမှာအလုပ်တွေရမ်းများနေတယ်ဆိုတဲ့စိတ်တဲ့ငါမှာလူစီယာတွေရှိနေသေးတယ်ဆိုတဲ့အမြင်မျိုးဖြစ်လာစေပါတယ်။ဒုတိယစိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း stress reduction သိပ္ပံနည်းကျလေ့လာမှုများအရကျေးဇူးတင်တတ်တဲ့အလေးချင်းရှိသူတွေဟာစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းထွက်ရှိမှုနည်းပါးကြပါတယ်။ဒါကစိတ်ပူပန်မှုကိုလျှော့ချပေးပြီးညဘက်မှာလည်းနှိမ့်ချိတ်စွာအိပ်ပျော်စေပါတယ်။တတိယချက်အနေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း better relationships မိမိအနားမှာရှိနေတဲ့သူတွေကိုကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခြင်းကတစ်ဖက်လူကိုကျေးဇူးထားခံရတယ်လို့ခံစားရစေပါတယ်။ဒါကမိသားစုတငယ်ချင်းနဲ့လုပ်ဖော်ကိုင်ဘက်တွေကြားမှာခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်ပေးခြင်းဖြစ်ပါတယ်။တကယ်လက်တွေ့လှုပ်ဆောင်နိုင်မဲ့နည်းလမ်းတူလေးတွေကိုလည်းဝင်မျှပေးလိုက်မယ်။ကျေးဇူးတင်မှတ်တမ်း gratitude ကြနဲ့နေတိုင်းအိပ်ယာမွေးခင်ဒီနေ့အတွက်ကျေးဇူးတင်စရာ၃ခုကိုရေးမှတ်ပါစကားလုံးဖြင့်ဖော်ပြပါကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုမတွန့်ဆုတ်ပဲပြောပါခဏတာရက်တန့်ပါအခက်အခဲကြုံတဲ့အခါဒီတဲကနေငါပါသင်ခန်းစာရလိုက်လို့ကျေးဇူးတင်တယ်လဲဆိုတာကိုခဏလောက်စဉ်းစားကြည့်ပါကျေးဇူးတရားဆိုတာအခြေအနေတွေကောင်းမွန်နေမှလုပ်ရမယ့်အရာမဟုတ်ပဲအခြေအနေတွေကောင်းမွန်လာအောင်ပြုလုပ်ပြီးတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ Power of Gratitude ရဲ့စွမ်းအင်အားတကယ်ကို super power တစ်ခုဖြစ်တယ်လို့ဒီဗီဒီယိုလေးကနေဝင်ပြပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။